ပေါ့ပါတတ်တာပြီးရေရှည်ပြေးလို့ရလို့ runner စီချားထဲမှာနာမည်ရလာတဲ့ brand အထူးသဖြင့်ဒီထိုင်းနိုင်ငံမှာ popular ဖြစ်လာတဲ့ brand ပေါ့နော်ဒါဘာလဲဆိုတော့ဒီ 8 step ဆိုတဲ့ brand လေးပဲဖြစ်ပါတယ်တရုတ် brand ပါဟုတ်ပါတယ်ဒါပေမဲ့တရုတ် brand ဆိုပြီးတော့အထင်တော့မသေးလိုက်ပါနဲ့ဒီဖက်နက်လေးကကျွန်တော်တို့ဒီ2000 km လောက်တိကိုအသာလေးပြေးလို့ရတယ်လို့သူတို့ကပြောထားပါတယ်ကျွန်တော်တို့ဒီ interval ဘာညာတွေတောင် training လုပ်ချင်အောင်မှစီးလို့ရတဲ့ဖက်နက်လို့ဆိုရင်လည်းမမှားပါဘူးသူ့ရဲ့ mid ဆိုတာဒီ Exclusion 3.0D dual density foam နဲ့ဒီ energy return pad တို့ကိုပေါင်းစပ်ထားတယ်လို့သူတို့ကပြောထားတယ်ပြီးရင်ခြေတောက်ခြေဒီ absorb လုပ်ပေးနိုင်တဲ့စွမ်းလည်းပြန်ထုတ်ပေးတယ်လို့တော့ပြောထားတာပေါ့နော်ဖက်နက်ရဲ့ weight ကလည်း EU size 42လိုမျိုး man size ကိုတောင်မှဒီ260 gram လောက်ပဲရှိတယ်လို့သိရပါတယ်ကျွန်တော်တို့ဒီ 5k 10k လောက်ကိုမပြောနဲ့ကျွန်တော်တို့ဒီ long run တွေလည်းပြေးချင်ပြေးလို့ရတဲ့ marathon ဖက်နက်အမျိုးအစားပါ brand ဆွဲမရှိပဲဖက်နက်ကောင်းကောင်းစီးချင်နေတဲ့ဒီ marathon runners တို့ဘာလို့ဆိုရင်တော့ဒီဖက်နက်လေးကိုလည်းထည့်ပြီးစဉ်းစားတင်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်အခုဒီကိုအရောက် air card ကို fees အပါမှာ after discount ကိုဒီ3သိန်းခွဲပဲကျမှာပါကျွန်တော်ဒီအခု video မှာပြထားတဲ့ colorway တွေအကုန်လုံးမှာချင်မှာယူလို့ရပါတယ်ဖက်နက်လေးရဲ့နာမည်ကတော့ဒီ 8 step 2000 km 3.0 ပါdiscount ကတော့ February 14 night ပြီးမှာပါsize တွေလည်းမဆုံးတော့ပါဘူးမှာချင်ဆက်သွယ်ပေးပါအောင်